CI ကိစ္စတွေပြောချင်ပါတယ်ဒါဆို CI ကိစ္စအချောင်းမဟုတ်ဘူး19ရက်နေ့ကဒီ19ရက်နေ့ CI နဲ့စဖွင့်ပြီးလို့ပြောဆိုရကျင်းပါတယ် CI စကန်နေထိုင်းမှာရှိတယ်မြန်မာထိုင်းရောက်မြန်မာဒီအောက်ကျွန်တော်ကြားတာတန်းကျော်ထိုင်းရောက်မြန်မာတန်းကျော်တော့ CI စကန်နေပြန်ဖွင့်ပေးရမယ်ဆိုတော့ခါတိုင်းတွေကတင်ငန်းတွေပေါ့ဒီတစ်ခေါက်တန်းကျော်တန်းမရှိဘာလို့လဲဆိုတော့ပြီးခဲ့တဲ့2020နဲ့2024ခုနှစ်ဟောတော့2022လား24လားဩဂုတ်တော့အဲ့တုန်းကဘက်ကလောက်ထားတဲ့လူတွေအခုဘက်ကတရအများကြီးပေါ့အဲ့တော့ရွှေရတဲ့တွေကူ CI အဲ့ဒီဘက်သမားတွေက CI ကိုကူရမယ်ပေါ့ပါတယ်ပြီးတော့ဟိုမှာဘာမှအထောက်အထားမရှိဘူး CI တော့ရတယ်ပြီးတော့ CI တန်းထပ်လို့ရရှိလေးနှစ်ပြည့်လို့ထပ်လို့ရှိဆိုတော့အဲ့ဒါတွေတော့တန်းကျော်ရှိတာအဲ့တော့သူကဘာသတင်းထွက်လဲဆိုတော့ကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းကsorry ဘန်ကောက်ကိုရောက်ပါတယ် CI စကန်တွေရောက်ခဲ့ပါတယ်အဲ့တော့19ရက်နေ့မှာဒါဖွင့်မယ်ဆိုတော့ပြီးလို့ကျွန်တော်19ရက်နေ့ကိုရောက်သွားပါတယ်19ရက်နေ့မှာကျွန်တော်ရောက်သွားပြီး CI စကန်ရှောက်လေ့လာကြည့်ရတဲ့အခါမှာကျွန်တော်ဗာတွေ့ရတယ်ဆိုတော့အဲ့နေ့မှာတန်းပြီးမဖွင့်ဘူးဒါပေမဲ့ပြင်းနေပြီဖွင့်ဖို့တော့ဟို19ရက်နေ့မှာလည်းအစင်းဖြစ်အောင်ပစ္စည်းတွေနေရာချတာကလူတွေဝင်လာတဲ့တိုင်းပြည်အလုံးလို့ CI ကတွေနေဆက်ထုတ်လို့ရအောင် ODIC ကတွေတွဲထုတ်လို့ရအောင်ဒါလည်းဒီ scan နဲ့ပြင်ဆင်ရအောင်တွေ့ရโอเค18ရက်နေ့ဖြစ်တဲ့တနေ့ကတော့စပြီးတော့အလုပ်စလုပ်ပေးနေတာပြီစဝင်စမ်းနေစပြီးတော့လုပ်နေကြတယ်အဲ့ဒီမှာဒီထိုင်းမှာရှိတဲ့မြန်မာလူသားတွေဘာတော့ပြီးနေလဲဆိုတော့ပြည်ပြင်းမီဒီယာတွေကဘာဝါရဆန်တယ် CI ကလုပ်လို့ရှိရင်ဘတ်1000ကျော်တော့ပုံလာရတာရှိတယ်ကျွန်တော်တို့ statement ကြောင့်မှာပြီးခဲ့တဲ့ရေးဘူးတော့သုံးပါလောက်တော့ရေးဘူးရေး CI လုပ်တကယ်ပုံလာက7 level မှာသွားပြီးတော့ cut policy ရတယ်2006ခုအဲ့ဒါကိုထပ်ပြီးတော့ဒါပေါ်လဲဆိုတော့ထပ်ပြီးတော့ချာ ODIC ဘာညာကိုကတ်ပြီးဟိုပေါင်းလုပ်လိုက်တာကပေါင်းမှာ3610ပဲပေါ့တကယ်ပုံမှာ3610ဒါပဲပေါ့အဲ့ဒီမှာအဲ့ CI စခန်းကိုလာတဲ့ပုံစံကြီးဒါတွေကဟိုဘာလဲဆိုတော့ပွဲသားကိုပေးမဲ့ဒီပုံစံကြီးအဲ့ဒါပေါင်းလိုက်လို့အမြင့်ဆုံးပုံနေတဲ့ပမာဏက9000ပေါက်လို့ဘယ်လိုမှဘတ်1000ကျော်ဘတ်1000ကျော်လဲဆိုတော့ဥပမာပြကြပါလို့စခန်းကဘန်ကောက်မှာရှိတယ်စခန်းကဘန်ကောက်မှာရှိတယ်သူကဟိုထိုက်တောင်ဝိုင်းကနေလာတယ်ဆိုတာအဲ့ဒါဆိုရင်တော့အဲ့လာတဲ့ဈေးကပေါ့ဒါဘတ်ရဲ့လို့ကုန်ကြတာမဟုတ်ဘူး။ sorry CI ရဲ့လို့ကုန်ကြတာမဟုတ်ဘူး။ဟိုထိုင်းတောင်ဘက်ကနေသူဒီကိုလာတဲ့ကုန်ကြစီဒီမှာတဲကိုတဲ့တညားရီနေရတဲ့ဈေးဘာညာအဲ့ဈေးတွေတော့အဲ့တော့တချို့ကဘာလို့လဲဆိုတော့ဒီမလာတော့ပွဲသားနဲ့လုပ်တာအပွဲသားအဲ့ဒီမှာဒီလိုကြပြီးတော့ဈေးကောက်တင်တာတော့ရှိတယ်။ဒါပေမဲ့တစ်ခက်ကုန်ကြတွေကဘတ်9000ပေါက်လို့ရှိတယ်။ဒါပေမဲ့ပြည်ပြည်အုပ်စုတွေကြတော့ထိုင်းရောက်မြန်မာတွေစုနေတာအော်ဒီနာတော့မသိဘူး။ဘတ်1000ဒေါ်လာကုန်နေလို့ပြောတယ်CI ကဘတ်1000ဒေါ်ကုန်နေပါနဲ့ဆိုလုံးတော့ဒီတော့ CI ကဘတ်1000တကယ်ပုံမှာ3610နဲ့ plus ဝန်ဆောင်ကအလေးနဲ့ပေါင်း4600 5000ဒါအများဆုံး9000အောက်ပဲရှိတယ်။ CI ရတယ်တစ်ခါလုပ်ပြီး4နှစ်လောက်အေးစီပေါ့ပြီးတော့ CI နဲ့ဘက်ကနဲ့ဘာပေါ်လဲနေဘက်ကဘာလဲဆိုတော့ခင်ဗျာဒီမျိုးနဲ့မှလုပ်လို့ဒီမျိုးနဲ့ဒီစိတ်ဝင်လို့ဆိုအဲ့ဘက်ကအဲ့မျိုးနဲ့အဲ့စိတ်ဝင်လို့ရတယ်အဲ့မျိုးနဲ့အဲ့စိတ်ကိုအပြင်ကိုထုတ်လို့မရှိသွားလို့လာလို့မရသွားရင်ခိုးသွားလို့ရဲဖမ်းရင်သွားပြီဖမ်းတယ် CI ကြတော့ထိုင်းနိုင်ငံရဲ့တိုက်တဲ့နေရာသွားလို့ခင်ဗျာအားလိုက်ရမှာ CI ကြပြီးတော့တနိုင်ငံလုံးပတ်လို့ရတယ်ဘာမှမဖြစ်မြန်မာပြည်ပြန်လာလို့ရတယ်ဘာမှမဖြစ်ခွင့်ရတယ်ပြန်လာလို့ရတယ်ဘက်ကကြတော့မြန်မာပြည်ပြန်လာရင်မရဘူးပြီးတော့ထိုင်းထဲမှာတော့သွားလို့မရဘူးကြာ area သတ်မှတ်တာကြီးသုံးသတ်မှတ်တာကြီးဒီ area ထဲမှာဆိုရင်ဘက်ကကြိုင်ထားတယ်ကောင်ဒီ area အပြင်ထွက်တာနဲ့ထိုင်းရဲကတိတယ်အဲဒီဒီမှာကြောက်တယ်ဒါမျိုးလုံးဒါထိုင်းလို့ကျွန်တော်လုပ်ပြီအဲ့တော့ဘက်ကကူဘက်ကနဲ့နေတဲ့မြန်မာတွေနေဘာလို့ပြန်လဲစီရင်ကြောက်ကြောက်ရှောက်စီရင်ရှောက်တော့မှကိုယ့်အတွက်လုံလို့ရစီရင်ရ ODI ရစီရင်ရ ODI ရပြီး smart card ဖတ်ရအောင် smart card ပါထွက်လာအောင် smart card တခု EID ပါရအောင်စီရင်ကြောက်လို့ EID ရမယ် ODI ရမယ်ခင်ဗျာ ICI ကနောက်ပိုင်းကျရင်နောက်ဆက်မှာ passport ကိုထောက်ချီးလို့ရတယ်ဒါမှမဟုတ်အဲ့တော့ CI ကမြန်မာတွေကိုကာကွယ်ပေးမှာဟိုမှာရှိတဲ့ CI ကာကွယ်ပေးတော့ထောက်ထားမရှိဘူးတော့ထောက်ထားမရှိရင် passport တက်လို့မရတဲ့ခါကျတော့ CI ကိုတက် CI မှာ passport ကိုတက်တက်ပြီး passport ရအခုခိုင်းမှာရောက်နေဒီမှာဒီမှာ CI နဲ့နေနေရှိတယ်ဘက်ကနဲ့နေနေရှိတယ် passport ကို work permit တုံးတူနေနေရှိဘာထားတော့မရှိဘူးနော်အဲ့ဒါက refugee လိုမျိုးဒီ asylum လုပ်ပြီးအဲ့လိုမျိုးရှိတယ်အဲ့အလုပ်လုပ်တွေကတော့ခုန CI နဲ့နေတယ်ဘက်ကနဲ့နေတယ်ခုန work permit ကိုတုံးတူတယ်နော်တရားဝင်အမှုရလာတာရှိအဲ့လိုမျိုးရှိကျွန်တော်တော့မျိုးရောက်တယ်အဲ့လေးမျိုးမှာ quality အမြင့်တော့တာခုနဟို MOU နဲ့လာတာအမှုပဲပြီးတော့မှသူ့အောက်မှာပါလဲဆိုတော့ CI ကအကြီးအမှုပဲ CI ကအကြီးတရတော့ passport မှာတုံးတူပြီးတော့ဘောပေါ်နေCI ဘက်ကနဲ့ဘက်ကနဲ့ကျတော့ခုနနေရာချင်းတယ်ပေါင်းချင်းပေါ်ရတဲ့ပုံပေါင်းလုံးလုံးလာတော့ရှိအဲ့လိုရှိအဲ့တော့ကျွန်တော် CI သွားလုပ်တဲ့အခါမှာဒီမှာရင်းနဲ့ဒီ
7-Eleven မှာပတ်စံတွင်းပြီးတာနဲ့ကိုထုတ်ချက်ယူကြတဲ့ဒီဝန်ဆောင်မှုပြည့်လူတွေနဲ့အပ်ပြရတယ်အဲ့ဒီလူတွေတစ်ဆင့်သွားရင်ပုံစံမျိုးပါအဲ့ဒီလူတွေကလည်းကျွန်တော်တို့ဘာ9000အထက်ကျော်ပြီးလူတွေဖြစ်တာရှိစဉ်းစားဖို့ပြရတယ်နော်အခုတော့ခုနပြောသလိုစိုးရဖို့လာမယ်ဆိုရင်အဲ့တောင်မဲ့ကကိုချင်းမိုင်သွားလုပ်မယ်ဆိုတော့အဲ့ဒါတော့ပုံတော့ဗျာခင်ဗျပုံသားတော့မင်းတို့ဘုရားမဟုတ်လားအဲ့တောင်ရောက်ကြီးတောင်ရောက်ကိုကန်လိုက်သွားမယ်ဆိုတော့ပုံကြကြီးများအဲ့ဒီပုံကြကြီးဆိုဖက်တာ cost တယ် CI တော့ cost တာမဟုတ်ဘူးလို့ကျွန်တော်နားလည်ထားပါတယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးနောက်ပိုင်းတခြားကိစ္စတွေပေါ်တာကျင်းရုံးကိုဖတ်ပြပါဘူးကကျွန်တော်ချိန်ရင်းမြင့်ပြောပြဖြစ်လို့ဘယ်တော့ပဲပြောရစီပြီးတော့တချို့တွေဒါလည်းပြောရမယ်ပွဲရှာနေတဲ့ကျွန်တော်လည်းပတ်သက်ပွဲရှာနေတဲ့ကိစ္စကျွန်တော်ဘာမှပြန်မတုံ့ပြန်လို့ပြီးဘူးဒါလို့ဆိုတော့တိုင်းပြည်မှာလုပ်ဆရာကိစ္စဘယ်လောက်များနေတဲ့အချိန်မှာမလုံလောက်တဲ့ကိစ္စလေးတွေကျွန်တော်ဘာလို့မနောက်ဆက်ဘယ်မရှာဘူးအဲ့တော့ကျွန်တော်ဆီကနေဘာလို့မြန်လာမှကြားဖို့နည်းနည်းအင်တာနက်ပြင်လို့ကြားအောင်ကျွန်တော်လည်းဒါနဲ့ဆိုးလာတော့ကျွန်တော်တိတ်ကကြီးအောင်ကိုချင်း